ဒီ3ယောက်ကအရန်တော်တဲ့ကလေး3ယောက်ပါချစ်ငယ်တို့ဒိုင်းနေအားလုံးကလည်းဒီကလေး3ယောက်ပေါ်မှာအမှတ်တည်လဲအများကြီးပေးခဲ့တယ်သူတို့ဘာဆိုနားရဲရောက်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ကလေး3ယောက်က2ယောက်ကြံပြီးတော့1ယောက်ထွက်ရမယ်ဆိုတဲ့အခါကျတော့ချစ်ငယ်အနေနဲ့2ယောက်ထွက်ပြီးတော့1ယောက်ပဲနေခဲ့ရမယ်နော်ဟုတ်တယ်နော်ဟုတ်ကဲ့ချစ်ငယ်ဆိုတဲ့အခါကျတော့ချစ်ငယ်အနေနဲ့ကတော့မကြိုက်ဘူးဆိုတာတဲ့ဒီအစီအစဉ်ကြီးကိုချစ်ငယ်နားမလည်နိုင်ဘူးဟုတ်ကဲ့ပါချစ်ငယ်မနေ့တော့ကလည်းစုမတို့ကဒါပရိသတ်တွေရှိမှလည်းခါပြောထားရပေါ့နော်တေချာပေါက်ဒီတစ်ပတ်မှာတော့2ဦးကနှုတ်ဆက်ထွက်ခွာရမယ်ဘာလို့လဲဆိုတော့နောက်တစ်ပတ်တွေအတွက်ဘယ်နှယောက်တွေရှင်းပြိုင်ပြီးတော့ဘယ်လိုမျိုးtheme တွေနဲ့ရှင်းပြိုင်ကြမယ်ဒါတွေအကုန်လုံးကလည်း program ငါဆွဲထားပြီးသားဖြစ်တဲ့အတွက်ဒီလိုတော့လောလောဆယ်စီစဉ်ထားပါတယ်ချစ်ငယ်နားမလည်ဘူးဆိုတော့ voting system ကိုပြောရလားဟုတ်တယ်ချစ်ငယ်တို့ပေးထားတဲ့အမှတ်တွေကလည်းတော်ကောင်းပါတယ်ခလေးတွေအကုန်လုံးတော်ကြတဲ့အတွက်ကြောင့်မလိုက်တဲ့တချမ်းလေးတွေရှိပေမဲ့လည်းသူတို့စိုးသွားနိုင်တယ်ကွာဒါပေမဲ့ဒီလိုမျိုးကြီးတော်တဲ့ခလေးတွေကြတော့ဒီလိုဖြစ်ရတယ်ဆိုတော့voting မှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်သလားအဲ့ဒါကိုချင်ငယ်သိချင်တယ်ပြန်ပြီးတော့ခလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရာလူချင်းမင်းနေနဲ့ရွေးချယ်စစ်စစ်ချင်တယ်ဒါချင်ငယ်ရဲ့စန္ဒဟုတ်ကဲ့ဒီအဆင့်ကတော့စုမတို့တိတ်ကိုအရေးကြီးနေပြီပေါ့နော်ဘာလို့လဲဆိုတော့ top 7ကနေပြီးတော့ဒီနေ့ရွေးချယ်လိုက်တဲ့ပြိုင်ပွဲဝင်နေသည် grand final တစ်ဆင့်ပဲကြံပါတော့တယ် grand final မှာရှင်ပြိုင်ပြီးတော့မြန်မာ star ရဲ့ winner ပြီးတော့ဒုတိယဆုတတိယဆုဒီဆုတွေကိုပေးမဲ့အဆင့်ပဲကြံပါတော့တယ်ဆိုတော့တိတ်ကိုအရေးကြီးတဲ့ဒီအဆင့်မှာထပ်ပြီးတော့ပြောရမယ်ဆိုရင် red chair မှာထိုင်နေတဲ့ပြိုင်ပွဲဝင်လောလောဆယ်2ဦးရှိတယ် total 4ဦးပေါ့နော်4ဦးထွက်လာမှာဖြစ်ပါတယ်အဲ့ဒီ4ဦးတွေကမှသေချာပေါက်3ဦးကနှုတ်ဆက်ထွက်ခွာမှာဖြစ်ပါတယ်ရှင်ချစ်ခင်ရတဲ့မြန်မာ star ပရိသတ်များရှင်ပရိသတ်များရဲ့ဒီ season အားပေးမှုပေါ်မှာတကယ်ကိုလည်းကျင်းနေပါတယ်ကျေးဇူးအများကြီးလည်းတင်ပါတယ်လေးစားစွာဖြင့်နောက်ထပ်ပြိုင်ပွဲဝင်တွေကိုဆက်လက်ပြီးတော့ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ဒီမှာရှိနေတဲ့ပြိုင်ပွဲဝင်တွေအတွက်ဆိုတော့ဒီနေ့မှလည်းအချိန်ပေးပြီးတော့တကူးတကလာရောက်ပေးတဲ့ထိုင်သူကြီးမြင့်တဦးတယောက်ချင်းစီရဲ့အမှတ်တရစကားလေးတွေလည်းကြားပြရစီရှင်အားလုံးပဲရှေ့ဆက်အောင်မြင်ကြပါစေလို့တခြားပြောစရာစကားမရှိပါဘူးကျေးဇူးပါဆရာဆက်လက်ပြီးတော့နောက်ထပ် judge တဦးဖြစ်တဲ့ကိုစီယောင်းကနေပြီးတော့လေအမှတ်တရစကားလေးပြောကြားပေးစီလိုပါတယ်ရှင်ပြောချင်စိတ်ကိုမရှိတာဒါလည်းမသားစရာတွေကတခုပါပဲအကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီမှာရှိတဲ့မောင်လေးတွေညီမလေးတွေဒိုင်သူကြီးမင်းနေအနေနဲ့ဘလောက်အထိအကောင်းဆုံးတင်ကြားပြသပေးခဲ့လဲလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ထောက်ပြပြီးတော့တစ်စင်ဘလောက်ထိတောက်ပလာအောင်လို့polish လုပ်ပေးခဲ့လဲဆိုတာကိုပရိသတ်တွေကတွေ့မြင်ကြမှာပါအမတ်တရားစကားတွေကိုခုလိုပြောကြပေးတာကျေးဇူးအများကြီးတင်ပါတယ်အကိုစတစ်ခုများထပ်ပြောချင်တာရှိပါသေးလားရှင် Thank you